ဒီနေ့တော့ကျွန်တော်မိမစားဖို့အတွက်တူနာရောဆယ်မွန်ရောပါတယ်ဖိုကီဘိုးလေးလုပ်ပေးပြပါတယ်အရင်ဆုံးဖိုကီဘိုးလုပ်ဖို့အတွက်ဆူရှီဆန်လေးတွေကိုရေစင်အောင်ဆေးထားပြီးတော့သမင်းပေါင်းလေးနဲ့တည်ထားလိုက်ပါတယ်ပြီးရင်တော့တူနာလေးကိုဘေးကအသားလေးတွေကိုတေချာဖယ်ထားပြီးတော့အတုံးလေးဖြစ်သွားအောင်လုပ်ထားလိုက်ပါတယ်ကျွန်တော်မိမကအသားစိမ့်ဆိုရင်မစားတတ်လို့တူနာလေးကိုနည်းနည်းကြက်အောင်လုပ်ဖို့အတွက်နှမ်းရယ်သကြားရယ်စားရယ်နဲ့အယောင်နေမုံလေးထည့်ပြီးနှမ်းသက်အောင်နဲ့ပြီးတူနာလေးမှာလိုက်ပြီးတော့ကတ်ထားလိုက်ပါတယ်တူနာသားတုံးကိုကတ်ပြီးသွားပြီဆိုရင်တော့ဆယ်မွန်ကင်ဖို့အတွက်ဆယ်မွန်လေးကိုထုတ်ပြီးတော့လှီးထားလိုက်ပါတယ်ဆယ်မွန်ပိုက်သားချမ်းကိုတော့ကျွန်တော်နောက်မှစားဖို့အတွက်အရေကုန်ခွာထားပြီးတော့ခဏဖယ်ထားလိုက်ပါတယ်ပြီးရင်တော့အပေါ်လိုင်းသားလေးကိုနှစ်ချမ်းချမ်းထားပြီးတော့တစ်ချမ်းကိုတော့ကျွန်တော်မိမအတွက်အကြက်လုပ်ဖို့အတွက်ခုနကစားစကြားနေထားတဲ့နှမ်းနဲ့ပဲကတ်ထားလိုက်ပါတယ်အစိမ်းလေးကိုတော့ကျွန်တော်စားဖို့အတွက်ပါပါလေးတွေလှီးထားလိုက်ပါတယ်လှီးပြီးသားငါးလေးတွေကိုတော့ခဏနေမှသုံးဖို့အတွက်ရေခဲတစ်တာတွေမှာခဏအေးခံထားလိုက်ပါတယ်တည်ထားတဲ့ဆူရှီဆန်လေးတွေရပြီဆိုရင်တော့အရသာနယ်ဖို့အတွက်ခဏဖွာထားပြီးတော့ဆူရှီစီဇနီးလေးထည့်ပြီးတော့နှံ့သက်အောင်မွေထားလိုက်ပါတယ်သမင်းစင်သက်ဖြစ်ပြီဆိုရင်တော့ငါးကိုအိုးထဲမှာกินဖို့အတွက်စီနှဲငယ်ထည့်ပြီးတော့ငါးကိုအပေါ်ရန်ကြောပဲကြက်သွားအောင်လို့ဟိုဘက်ဒီဘက်လှန်ပြီးတော့กินထားလိုက်ပါတယ်တွဲစားဖို့အတွက်ထောပတ်သီလေးနှဲငယ်ကိုလည်းလှီးထားပြီးတော့ခုနကกินထားတဲ့ငါးလေးတွေကိုပုံစံမပြတ်အောင်လို့တေချာလေးပပလေးတွေလှီးထားလိုက်ပါတယ်ငါးလေးတွေလှီးပြီးသွားပြီဆိုရင်တော့ခုနကနေထားတဲ့ထမင်းလေးကိုပကံလုံးထဲမှာထည့်ပြီးတော့အပေါ်ကနေလှီးထားတဲ့ဆယ်မွန်ရဲ့တူနာရဲ့ထည့်ပြီးတော့ဘက်ဒီပပလှီးထားတာလေးကိုလည်းဖြန့်ပြီးတော့ထည့်ထားလိုက်ပါတယ်ပြီးရင်တော့ငါးလေးနဲ့တွဲစားဖို့အချင်းတက်လေးရအောင်လို့ရေကော်ဒီအနှင်းငယ်လေးထည့်ပြီးတော့ရေကြီးတုပ်လေးရဲ့ငါးဥလေးတွေကိုထည့်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ငါးစိမ့်နဲ့စားဖို့အတွက်ဝါဆာဘီလေးနှင်းငယ်တင်ပြီးတော့ချပေးလိုက်ပါတယ်သူနဲ့တွဲစားဖို့အတွက်ဘဲငယ်ပြားကြီးလေးလည်းအစင်သစ်ထည့်ထားလိုက်ပါတယ်